Hello ကျမတို့ handmade ချစ်သူလေးများအားလုံးပဲမင်္ဂလာပါကျမလည်းရလေးတွေကိုမြတ်တနိုးဝတ်ဆင်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ဒီတစ်ခါတော့မြန်မာဝတ်စုံလေးပေါ်မှာချယ်ရီကိုအခိုင်လိုက်လေးလိုချင်ပါတယ်ဆိုပြီးတော့တောင်းဆိုလာတဲ့မမအတွက်ချယ်ရီပန်းကင်လေးထိုးပေးထားပါတယ်ကျမထိုးတဲ့အင်ဂျီလေးတွေကရှင်းမှန်ရှိသားလေးကိုမှကော်ပိတ်ကတ်ထားလို့ဘာလည်းမပါပဲအေးပြီးဝတ်တော့ကောင်းတယ်ပေါ့နော်ကျမတို့ရှင်းမှန်ရှိတဲ့လေးကိုမြန်မာဝတ်စုံချုပ်တဲ့အခါကော်ပိတ်ခံချုပ်တာပို့ပြီးတော့အဆင်ပြေပါတယ်ဝေးရတာလည်းကောင်းတယ်လို့ပန်းထိုးတဲ့အခါလည်းတောင်းတောင်းလေးဆိုတော့ပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဒီခြီသားလေးတွေကိုပန်းလေးထိုးပြီးတော့ချုပ်ရှင်နေဆိုရင်တော့ကျမပဝါလေးတွေမှာလည်းအခါအတူရောပြီးတော့မှာပေးလို့ရပါတယ်ပေါ့နော်ဒီမှာကကျမကဖြင်းသားကိုပဲမှာပေးတာပါအင်ဂျီတော့ချုပ်မပေးပါဘူးကျမကအင်ဂျီပေါ်မှာပန်းလေးတွေပဲထိုးပေးပါတယ်တကယ်လို့ချုပ်ပြီးသားအင်ဂျီလေးတွေပေါ်မှာပန်းထိုးပြီးဝတ်ရှင်နေဆိုလို့ရှိရင်တော့ကျမအထက်လေးတွေလက်ခံပါတယ်နော်ကျမအထက်လေးတွေလက်ခံတဲ့အခါမှာပေါ့နော် customer ရဲ့စိတ်ကြိတ်ကိုတခြားမေးပြီးတော့ထိုးပေးပြပါတယ်ထိုးတဲ့အခါမှာလည်းအောက်ခံအင်ဂျီအယောင်နဲ့လိုက်ဖက်အောင်လို့ခြီရောင်လေးတွေကိုတခြားလေးရွေးပြီးတော့ထိုးပေးဖြစ်တယ်ပေါ့နော်ဒါကတော့ကျမရဲ့ဒါပြီးသွားတဲ့အထည်လေးတစ်ခုပေါ့နော်ကျမဒီထည်လေးထိုးတဲ့အချိန်မှာတစ်ခါထိုးပြီးတိုင်းတစ်ခါထပ်ထားပြီးတော့မှန်းချိန်မှာကတ်ကြည့်တာပေါ့နော်အရန်သဘောကျလို့ပါ customer ရှိကိုရောက်တဲ့အခါမှာလည်း customer ကအရန်သဘောကျတယ်ဆိုပြီးတော့ပြောတော့ကျမပဲမှန်းရကြိုးနှက်ပါတယ်အရန်လည်းပြောပါတယ်ကျမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်